တင်တိပလားတင်းနဲ့ပြီးလင်းနဲ့တတိပင်တွေကိုတိုက်ခက်လာတဲ့ပရွတ်စစ်တတိပိုခယုံငယ်လေးနဲ့အခြားပုံမအမျိုးမျိုးကိုဖယ်ရှားနိုင်ခဲ့မလွဲမသွေအောင်ငယ်နဲ့နီလန်သုံးမျိုးရှိတဲ့စရာကိုဒီနေ့မှာတော့အိမ်မှာရှိနေကြတဲ့တံပိုးနီးပစီလီလီနဲ့အလွယ်တကူပြုလုပ်နိုင်တဲ့ထီရောက်မှုအမြင့်ဆုံးတကား၃မျိုးကိုတဆင့်ချင်းပြသပေးမယ်ဒီနီလန်တင်နဲ့အသင်ပင်ပန်းတွေကိုတိုက်ခိုက်လာတဲ့ပုံမတွေကိုတခါတည်းအဆုံးသတ်နိုင်ပါပြီအချိန်မပြတ်တော့ဘဲပထမနီလန်နဲ့ setting ကြမယ်ပထမနီလန်ကတော့တက်လာတဲ့ပုံမှားအမျိုးမျိုးအသက်အလွန်ထီရောက်တဲ့ကက်ကွယ်တကားတစ်မျိုးဖြစ်ပါတယ်ဒါကအသုံးပြုနည်းကလည်းအရန်ကြတော့ရဲ့ပရစိတ်ဒီတမဟုတ်တက်လာတဲ့ပုံမှားအမျိုးမျိုးကတိတိပင်ကိုတက်ဖို့စူးစမ်းတဲ့အခါဒီအသားအစည်းနဲ့တွေ့ရင်ချက်ချင်းကန်လက်သွားကြပါတယ်တကယ်တော့ဗီဒီယိုရိုက်နေချိန်ပါပဲပရစိတ်တကောင်ကဒီအသားအစည်းကိုဖြတ်သွားဖို့စူးစမ်းခဲ့ပြီးမြဲမဖြတ်နိုင်ဘူးဆိုတာကိုတင်ကြည့်ယူနိုင်ပါတယ်ဒါကြောင့်ဒီတကားကိုဘယ်လိုလုပ်ရမလဲသိချင်ရင်အခုတင်ပြပေးပါမယ်ပထမဆုံးလိုအပ်တာကတော့စကူဘုတ်တစ်စိတ်တစ်ပိုင်းပါပဲရခါမှာတော့တစ်ပင်လေးတစ်ပင်ဖီလိုပင်ထူထန်မှုမရှိသေးတာကြောင့်စကူဘုတ်လေးတစ်စိတ်တစ်ပိုင်းလော့နေလေလုံလောက်ပါတယ်ရခါမှာတော့၄ပင်ရှိလက်မှာလော့ဆိုလိုတာက20 cm လောက်အကျယ်ရှိတဲ့စဝိုင်းတစ်ခုလုံးမယ်ဒါပေမဲ့အတိအကျအောင်လုပ်မယ်ဖို့နီးလန်းလေးတစ်ခုတုံးပါမယ်ရိုးလေးနဲ့ရေးသားခဲ့တဲ့ချောင်းကိုတန်ဂျူးလေးနဲ့ခလုတ်ဖော်တန်တဲ့ချောင်းကိုချီပေးလိုက်ရုံပါပဲဒီလိုလုပ်ရင် compass တစ်ခုလိုပဲအသုံးပြုနိုင်ပြီးစုံလင်နဲ့ set wine ကိုအလွယ်တကူအမှတ်သားပြုနိုင်ပါတယ်တင်းတစ်ပင်ကပိုကြည့်ရင်တော့စဝိုင်းအချင်းဝဲကိုပိုကြည့်အောင်လုပ်ဖေးအောင်ပါပဲအမှတ်သားပြုပြီးစငီကကြဲတဲ့ချောင်းယူပြီးဒီလိုဖြတ်တော့ရပါမယ်အခုတော့ set wine ရဲ့အနားအနီးအလဲအထိထပ်တောက်သွားပါမယ်ဒီကတောက်မှုကြောင့်စဝိုင်းဟုတ်ဖွင့်ပြီးတစ်ပင်တိုင်အောင်မှာအလွယ်တကူတာနိုင်ပါလိမ့်မယ်ထို့အပြင်လိုအပ်ရင်စဝိုင်းအလဲမှာလည်းဖြစ်တော်မူတည်သေးတဲ့တစ်ခုဒါမှမဟုတ်တစ်ခုထပ်ပို့ပြီးလဲဖြတ်နိုင်ပါတယ်ဒါကတစ်ပင်တိုင်းရဲ့ထူထပ်မှုနဲ့ကိုက်ညီအောင်လွယ်ကူစွာတတ်ဆင်နိုင်အောင်ပါစဝိုင်းကိုတစ်ပင်တိုင်းမှာတပ်ပြီးအတိအကျကိုက်ညီသွားပြီဆိုရင်အခုတော့ကတ်တိုက်တာစီမှုကိုပြုလုပ်ဖို့အချိန်ရောက်ပါပြီဒါအတွက်ကြွမျိုးစုံတဲ့တုံးဖီတဲ့ကက်ကပစ္စည်းကိုတုံးပါမယ်ဒီလိုကက်ကပစ္စည်းတွေကအပြင်ဘက်လေထုချင်တွေကိုခံနိုင်ရှီအောင်ထိုးလို့ထားတာမို့စိုးထိုင်းမှုနဲ့မိုးရေကိုလည်းကောင်းကောင်းခံနိုင်ပါတယ်ထို့ပြင်တတိပင်ကိုထိခိုက်စေမယ့်အန္တရာယ်မရှိလို့စိတ်အေးနဲ့တုံးနိုင်ပါတယ်အခုတော့ကက်ကပစ္စည်းကိုစဝိုင်းတစ်လျက်လုံးတစ်ဖက်ဖက်အနေနဲ့လိမ့်ပေးွန်းပါပဲအနံ့တော့လောက်တာရှိရလေလုံလောက်ပါပဲအရေးကြီးတာကတော့တားဆီးမှုကအပိရောအပိတ်ထားရမယ်ဒါမှမဟုတ်ရင်ပိုးမွားတွေဝင်နိုင်တဲ့နေရာမရှိအောင်လုပ်ပေးရကြမယ်ထိမ့်သိမ့်မှုလည်းအရန်ရွယ်ကိုပါရဲ့တခါတလေတားဆီးမှုကတန့်ရှင်းနေမနေစစ်ဆေးပေးတင်ပါတယ်အချိန်ကြာလာတာနဲ့အမျှဖုံမောင်းအရွယ်တီဒါမှမဟုတ်ပိုးမွားတွေချက်တန်းနိုင်အောင်ကားပြီးတဲ့တခြားအရာတွေစုဝေးလာနိုင်ပါတယ်အဲ့လိုဖြစ်လာရင်အဲ့ဒီအငြိအကျေးတွေကိုဖယ်ရှားပေးရုံနဲ့တားဆီးမှုကပြန်လဲအလုံးလုံးသွားပါလိမ့်မယ်အနောက်တစ်ခုကလည်းဆက်ဝိုင်းပက်လယ်မှာမလိုလားအပ်တဲ့မြက်ပင်ဒီမချီထွားလာအောင်တတိထားကြည့်ဖို့အရေးကြီးပါတယ်ဒါကြောင့်ဟော်မီကတ်တွေကကတားပစ္စည်းကိုမဖြတ်ဘဲတစ်ပင်ကိုတတ်နိုင်မှာဖြစ်ပါတယ်တခုခုမြက်ပင်ဒီမီဖယ်ရှားပစ်လိုက်တာဒါဆိုပြီးပြီဒီအချိန်ကစပြီးဟော်မီဂတ်စ်တွေဒါမှမဟုတ်တက်တဲ့ပိုးမအမျိုးရောကျွန်တော်တို့အတီးပင်ပေါ်ဝင်ရောက်ဖို့စူးစမ်းတဲ့အခါဒီတားဆီးမှုနဲ့ပြည့်စုံရမှာဖြစ်ပြီးတစ်ပင်ထိမရောက်နိုင်တော့ပါဘူးဒီလိုနဲ့ကျွန်တော်တို့အတီးပင်တွေကိုပိုးမတွေဝင်အောင်နေရယူတာကိုတားဆီးနိုင်တယ်လို့တခြားပိုးမပိတ်တနာတွေပေါ်လာတာကိုလည်းကာကွယ်နိုင်ပါတယ်ဒါပေမဲ့ဒီတားဆီးမှုကတက်တဲ့ပိုးမတွေအတွက်တော့အရန်အောင်မြင်စွာအလုပ်လုပ်ပါတယ်အခုတော့ပြန်တန်းတက်တဲ့ပိုးမတွေကဘာဖြစ်မလဲဆိုတာပါသူတို့ကကျွန်တော်တို့အတီးပင်တွေကိုတိုက်ရိုက်ပြီးရောက်လာနိုင်ပြီးတစ်ပင်တိုက်ပေါ်တက်ဆရာမလိုပါဘူးဒါဆိုရင်သူတို့အတွက်လည်းအညာလွယ်ကူပြီးအလွန်ထိရောက်တဲ့ပိုးပိတ်တန်တစ်မျိုးရှိပါတယ်အဲ့ဒါကိုပဲနောက်ဆက်လက်ကြည့်ရမှာပါဒုတိယနီလန်ကတော့အတီးပိုးပြားနဲ့ကျွန်တော်တို့အတီးပင်တွေကိုထိခိုက်စေနိုင်တဲ့ပြန်တန်းတက်တဲ့ပုံမအများအပြားကိုဖမ်းနိုင်တဲ့အလွန်ထိရောက်တဲ့ပိုးပိတ်တန်တစ်ခုပါအဲ့အလုပ်လုပ်ပုံကအရာလွယ်ကူပါတယ်ကျွန်တော်တို့ဗီနီဂါဝိုင်နဲ့တခြားကိုအခြေခံပြီးအနံပြင်းပြင်းနဲ့ဒီလိုပိုးမွားနေအတွက်ဆွဲဆောင်မှုရှိတဲ့ရောဆက်မှုတစ်ခုပြင်ဆင်မှာပါအဲ့ဒီအနံကိုတွေးကြည့်တဲ့အခါသူတို့ကအစာရနိုင်မယ့်နေရာတစ်ခုသို့မဟုတ်အစာစားနိုင်မယ့်နေရာတစ်ခုကိုရှာတွေ့လိုက်တယ်လို့ထင်ပြီးပလင်းစီကိုလာကြပါတယ်သူတို့ကတေးသေးလေးပေါက်တီကနေဝင်နိုင်တဲ့အခါဖြန်ထွက်ဖို့အရန်ခက်ခဲသွားပြီးနောက်ဆုံးမှပလင်းနဲ့သွေးမှာပဲပိတ်မိသွားကြပါတယ်တကယ်တော့ဒီအသားအစီကတီတီပိုးအတွက်ဒါမကတခြားဖြန်တန်တဲ့ပိုးမှတေးသေးလေးတွေကပါအရန်ထိအောင်စွာဖမ်းနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တီတီပင်တွေကိုဖြစ်နိုင်တဲ့ပျက်စီးမှုတွေကိုတော်တော်လေးရှော့ချနိုင်ပါတယ်ဇမ်တင်နေကဲလို့ချင်တဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာအခုသိပြပေးပါမယ်ပထမဆုံးလိုအပ်တာကပလတ်စတစ်ပိုလင်းတစ်လုံးကဒီတစ်ခါမှာတော့1 လီတာခွဲအရွယ်ပိုလင်းတစ်လုံးကိုသုံးပါပါဒါပေမဲ့1 လီတာခန့်သို့မဟုတ်အရွယ်အစားတူပိုလင်းတစ်လုံးကိုလည်းသုံးနိုင်ပါတယ်
ပထမဆုံးလုပ်ရမှာကပူလင်းရဲ့တစ်စိတ်တစ်ပိုင်လောက်ကိုဝိုင်ဗီနီဂါနဲ့ဖြည့်ပြီးတခြားတစ်စွန်းထည့်ပေးရပါမယ်ပြီးရင်အရေအနှိမ့်ထက်အပေါ်ပိုင်းမှာ3မီလီမီတာသို့မဟုတ်4မီလီမီတာလောက်အချင်းစီတဲ့အပေါက်အနှဲငယ်ကိုဖောက်ပေးရပါမယ်။ဒါကတပုတ်လောက်ပဲဖြစ်ပါရဲ့။အပေါက်တွေကိုပိုချီအောင်မလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့နှပြောပိုးတီပိုးနဲ့တခြားပြန်တန်းတတ်တဲ့တေးသေးလေးပိုးတွေဝင်ရောက်နိုင်အောင်လုပ်ချင်တာမို့ပါ။အခုပလင်းကိုပြင်ဆင်ပြီးဆိုရင်တင်းထားဖို့အချိန်ရောက်ပါပြီ။ဒါအတွက်တောင်ကျိုးတော့မဟုတ်ကျိုးလေးတစ်ချောက်သုံးပြီးဒီဘက်မှာတီးပေါက်လာနေတဲ့နေရာတော့မဟုတ်တီးရရှိနေတဲ့နေရာမှာချိတ်ထားပြရပါမယ်အကောင်းဆုံးကတော့နက်နဲ့အစိုးပိုင်းနီအောင်ထိုးတဲ့ဘက်ကိုချိတ်ထားပေးတာမှာဒီလိုလုပ်ရင်ပလင်းထဲကအကြောင်းအရာကနက်နဲ့အစောပိုင်းကတည်းကနက်နဲ့ပူလာပြီးတီးပြော်နှန်းကပိုကောင်းကောင်းထွက်လာလို့အပြောပိုးနဲ့တခြားပြန်တန်တက်တဲ့ပိုးတွေကိုပိုမိုဆွဲဆောင်နိုင်ပါတယ်ဒီလိုနဲ့ပိုးဖန်းပိုလင်းရဲ့ထိရောက်မှုကိုပိုမိုမြင့်တင်နိုင်မှာပါချိတ်ဖို့လည်းအရန်ရွယ်ပါတယ်ဝလေးလေပတ်ကိုကျိုးတစ်ချောင်းဖြတ်ပြီးညတစ်ချောင်းမှချိတ်ထွားရုံပါပဲပြီးရင်တင်းတင်းကတ်အောင်ချိတ်ထွားလိုက်ရင်ရပါပြီဒါဆိုရင်ပိုးဖန်းပလင်းကအလုနေပြီဆိုတာပဲမင်းရအနှဲငယ်အကြာမှာမယ်ပလင်းအတွင်းမှာပိုးဒီစတင်ပေါ်လာတာကိုမြင်တွေ့နိုင်ပါပြီမြင်ရသလိုဒီပိုးဖန်းပုံးလေးရဲ့ထိရောက်မှုကအများမြင့်ပါတယ်ထို့အပြင်အလွန်တင်းငယ်တဲ့ပေါက်လေးတွေဖောက်ထားတာကြောင့်ပြားဒီလိုကြီးမားတဲ့ပန်းပွင့်အမွန်ပြန်ပိုးတွေမဝင်နိုင်အောင်တားဆီးပေးနိုင်ပါတယ်ဒါကြောင့်အဓိကအားဖြင့်တစ်တီပိုးနဲ့တခြားပြန်တန်းသည့်ပိုးသေးသေးလေးတွေကိုသာဖမ်းနိုင်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့မှာရှိတဲ့တစ်တီအများစုဟာတစ်တီပိုးနဲ့တခြားပြန်တန်းသည့်ပိုးတွေကဝန်ထိုးနာခြင်းစေခြင်းမှာကာကွယ်နိုင်မှာပါဒါပေမဲ့မိသည့်ဆိုင်ပြောချန်ဥယျာဉ်မှာမဆိုဒေအလီစီရဲ့ပိုးမွားတစ်မျိုးကတော့ခယူးနဲ့ခယူးသေးတယ်ပါအဲ့ဒီပိုးတွေကမမြင်ရတယ်လို့မဲထင်ရပြီမဲ့မမျော်လင့်တဲ့အချိန်မှာတညာလုံးအတွင်းအပင်စစ်အရွက်နဲ့တတိတလုံးလုံးကိုတောင်ဖြစ်စီးနိုင်ပါတယ်။အဲ့ဒီပိုးတွေအထက်လည်းအလွန်ယူရှင်းပြီးအလွန်ထိရောက်တဲ့တမျိုးသောပိုးဖန်ပစ္စည်းတစ်ခုရှိပါတယ်။ဒါကတော့ဒိုင်ယာတွန်မြေတက်ကိုအသုံးပြုတာပါ။ဒါကိုအသုံးပြုဖို့လည်းအရန်လွယ်ကူပါတယ်။ရိုးရိုးလေးနဲ့ဒိုင်ယာတွန်မြေတက်ကိုတစ်ဖက်လက်ထဲယူပြီးအပင်အခြေတစ်ဝိုက်လုံးကိုတစ်လုံးထဲအဝိုင်းအဖြစ်ဖြန့်ပေးရုံကတဲ့။ဒါကိုပုံထဲမှာပဲဖြစ်ဖြစ်မြေပြင်ပေါ်မှာတင်ဖြစ်လုံးပွားအဆင်ပြေပြေလုပ်နိုင်ပါတယ်။အရေးကြီးတာကအပေါက်အကျွေးမကျအောင်လုပ်ရမယ်။မဟုတ်ရင်ခရုသေးကလေးကောင်အခြားဖုံးမွားတွေကလည်းအဲ့ဒီအပေါက်ကနေတတိပင်ကိုဝင်ရောက်နိုင်မှာပါဒါဆိုဒီတားစီကြဘာကြောင့်ရန်အောင်မြင်တာလဲအကြောင်းကဒီပစ္စည်းဟာ microscope film နဲ့အရင်ရင်းတေကောင်လေးတွေရဲ့အမိချန်ဖုံးအမွားတွေနဲ့ပြုလုပ်ထားလို့အရင်ချန်တဲ့အထည်တွေရှိပါတယ်ခယူးတော့မဟုတ်ခယူးသေးတကောင်ဒီအပရမာထိတွသွားရင်အဲ့ဒီမျက်နှာပြင်ကသူတို့အကရအရင်မစိုက်ဖော်ထလို့တကယ်တမ်းတားစီချက်ကိုဖြတ်မတက်ခင်မှာပဲပြန်လဲသွားကြပါလေတကယ်တော့ဒီထုတ်ကုန်ကိုခယူးတီးတွေပြင်တတလန်းလန်းလုပ်တဲ့အခြားပိုးမွားတွေတော့ပါနှစ်ပေါင်းများစွာအသုံးပြုလာကြတာပါဒီနီလန်ရဲ့တခုတည်းသောအားနည်းချက်ကမိုးရွာတဲ့အခါတော့မဟုတ်ဆွတ်သွားတဲ့အခါမှာထိရောက်မှုအများစုကိုအဆုံးရှုံးသွားကြပါဒါကြောင့်မိုးရွာပြီးနာရီအနှဲငယ်အကြာမှာပဲဖြစ်စေတော့မဟုတ်အတားအဆီးကပျောက်သွားတာကိုမြင်ရတဲ့အခါမှာပဲဖြစ်စေအနှဲငယ်ပြန်လဲထပ်ထည့်ပေးလိုက်ရုံနဲ့ပြန်လဲအသစ်တင်နိုင်ပါတယ်မြင်ရတယ်လို့ဒီထိန်သိမ့်မှုကအရန်ရွယ်ကူပြီးမိမိတို့အသီးပင်တွေကိုတရားတီလောင်းလုံခြုံစွာထိမ့်သိမ့်နိုင်မှာပါအခုဆိုရင်ဒီနေ့ဗီဒီယိုကဒီအချိပါပဲသင်မြင်ခဲ့ပြီပဲဒီနီလန်းသုံးခုကအရန်ရွယ်ကူသလိုထီရောက်မှုလည်းအရန်ရှိပါတယ်အခုတော့မင်းအနေနဲ့ကိုယ်ရဲ့လက်တွေ့အသုံးချကြည့်ပြီးမင်းအသီးပင်တွေမှာရလာတဲ့ရက်လက်တွေကိုမြင်ရတော့မှာပါဗီဒီယိုကြိုက်တယ်ဆိုရင်မမေ့ပါနဲ့မုံတင်ပေးဖို့ subscription လုပ်ထားဖို့နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်